အားလုံးပဲမင်္ဂလာပါရှင်။မဲရွှေစာ channel ကနေကြိုဆိုပါရရှင်။ဒီတစ်ခါမျှဝေပေးချင်တာကတော့ဘဝမှာကိုယ်တိုင်ရွေးချယ်လို့ရတဲ့အဆုံးသက်လေးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဘဝဆိုတာမွေးဖွားခြင်းနဲ့စပြီးတော့တည်ဆုံးခြင်းနဲ့အဆုံးသက်ရတာပါပဲလူတွေဟာမွေးဖွားခြင်းကိုတော့အမှတ်ရပြီးတတိတရမွေးနေ့ပွဲတွေကျင်းပနေပေမဲ့ကိုဘလို့တည်ဆုံးရမယ်ဆိုတာကိုတော့မိနေတတ်ကြပါတယ်လူရည်လို့ဖြစ်လာပြီဆိုရင်လူတိုင်းဟာကောင်းစွာအသက်ရှင်နေထိုင်နိုင်ဖို့အတွက်နည်းလမ်းတွေရှာဖွေကြတယ်စ조사အားထုတ်ကြတယ်ဘဝကိုကောင်းစွာနေထိုင်နိုင်ဖို့အတွက်စ조사ဖို့လိုအပ်တယ်လို့နောက်ဆုံးလောကကြီးထဲကနေထွက်ခွာသွားရတော့မယ့်အခါမှာလဲကောင်းစွာတည်ဆုံးနိုင်ဖို့ကလည်းအရေးကြီးလှပါတယ်ဘဝမှာကောင်းသောတည်ဆုံးခြင်းနဲ့မကောင်းသောတည်ဆုံးခြင်းဆိုပြီးတည်ဆုံးခြင်းနှစ်မျိုးရှိပါတယ်တဲ့ကောင်းသောတည်ဆုံးခြင်းကတော့ကိုယ်အသက်ရှင်နေထိုင်ဖို့အတွက်ဘသူကိုမှမထိခိုက်စေဘဲကောင်းတာတွေကိုလုပ်ပြီးဖြတ်တန်းရင်းနဲ့တည်ဆုံးသွားတာဖြစ်ပြီးမကောင်းသောတည်ဆုံးခြင်းကတော့ကိုရှင်တန်ရဖို့အစဉ်ပြေဖို့အတွက်သူတစ်ပါးကိုထိခိုက်အောင်လုပ်တာသူများပစ္စည်းကိုခိုးတာလူရက်တာလိမ်ညာတာစသဖြင့်မကောင်းတာတွေကိုလုပ်ရင်းတည်ဆုံးသွားတာမျိုးဖြစ်ပါတယ်ကျွန်တော်တို့ဟာဒီဘဝရဲ့မွေးဖွားခြင်းကိုရွေးချယ်လို့မရပေမဲ့တည်ဆုံးခြင်းကိုတော့ရွေးချယ်လို့ရပါတယ်မွေးဖွားခြင်းကိုရွေးချယ်လို့မရဘူးဆိုတာကကျွန်တော်တို့ကိုမွေးဖွားပေးတဲ့မိဘဟာချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေပညာတတ်သည်ဖြစ်စေမတတ်သည်ဖြစ်စေအတိတ်ကကိုလုပ်ခဲ့တဲ့ကုသိုလ်ကံအတိုင်းရရှိလာတာမို့ကျွန်တော်တို့ကလက်ခံရတာကိုပြောတာပါဒီဘဝမှာကိုဘလို့တည်ဆုံးမယ်ဆိုတာကတော့ကိုယ်တိုင်ရွေးချယ်လို့ရတာဖြစ်ပြီးကိုယ်တည်လို့အသက်ရှင်နေထိုင်နေတဲ့အပေါ်မှာပဲမူတည်တာဖြစ်ပါတယ်။ကောင်းစွာတည်ဆုံးသွားတဲ့သူကတော့လူတည်သွားပေမဲ့နာမည်ကောင်းတဲ့လူတွေကသူ့ကိုအမှတ်ရနေကြမှာဖြစ်တယ်လို့မကောင်းစွာတည်ဆုံးသွားတဲ့သူကတော့တည်ပြီးနောက်မှာနာမည်ဆိုးနဲ့ကြံနေခဲ့ရုံသာမကကြံရစ်နေခဲ့တဲ့သူ့ရဲ့မိသားစုကိုပါသူ့ရဲ့အရေးမီးတွေကလိုက်နောက်ရှက်တာခံရအောင်မှာပါပဲကိုကကောင်းသောတည်ဆုံးခြင်းထဲမှာမပါဝင်သေးဘူးဆိုရင်လေအခုကစပြီးပြောင်းလဲပြုပြင်လို့ရတာမို့ရွေးချယ်ခွင့်ရှိနေပါသေးတယ်လူတိုင်းဟာတနေ့မှာတည်ဆုံးရမှာမို့ကောင်းစွာတည်ဆုံးနိုင်ဖို့ကလည်းအရေးကြီးတဲ့အရာတစ်ခုပါပဲလောကကိုကောင်းစွာနှုတ်ဆက်ထွက်ခွာနိုင်ကြပြီးကောင်းသောအရာတွေပဲတည်ဆောင်သွားနိုင်ကြပါစေနောက်ထပ်ဗီဒီယိုလေးတွေတင်တဲ့အခါမှာလည်းသိနိုင်ဖို့အတွက်ဗီဒီယိုလေးကို like and subscribe လုပ်ထားဖို့လည်းမမေ့နဲ့ဦးနော်တငယ်ချင်းတို့အမြင်လေးတွေနဲ့သိကျင်တာလေးတွေကိုလည်းအောက်မှာ comment လေးရေးခဲ့ပေးပါဦးနော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်